အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြချင်တာကတော့ transistor တွေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော် electronic component တွေအကြောင်းကိုပြောနေတာ3ခု4ခုလောက်ရှိပါပြီ resistor ပြီးတော့ diode ခုဆိုရင် transistor ပေါ့နော်နောက်ကြရင်ကျွန်တော် capacitor နဲ့တခြားသော component တွေအကြောင်းကိုလည်းဆက်ပြောပါအောင်မယ်ဒါတွေကိုသေချာလိုက်ကြည့်ဖို့လိုပါတယ်ဒါတွေကိုသေချာလိုက်ကြည့်မယ်ဆိုရင်နောက်ပိုင်းကျွန်တော် circuit တွေလက်တွေ့တိစောက်တဲ့အခါမျိုးမှာနားလည်နိုင်မယ်လိုက်ပြီးတော့တိစောက်နိုင်မယ်ပြီးတော့ကိုယ့် idea နဲ့ကိုယ်circuit တွေဖန်တီးနိုင်အခုကတော့ကျွန်တော် transistor တွေအကြောင်းပြောပါမယ်ဒီ transistor ဆိုတာ circuit တွေပေါ်မှာပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပြီးတော့အသုံးအများဆုံး electronic ပစ္စည်းတွေမှာပါပါတယ်ကျွန်တော်ဒီမှာပုံပြထားတဲ့အတိုင်းပဲ transistor တွေကပုံအမျိုးမျိုးပါပဲ circuit တွေပေါ်မှာလည်းပုံစံမျိုးမျိုးနဲ့တွေ့နိုင်တယ်အခုနောက်ဆုံးမျိုးဆက်ဆိုရင် SMD လို့ခေါ်တဲ့အသေးသေးလေးပေါ့နော် chip ပြားပေါ်မှာပဲဒီလေးတက်ဆင်ရတဲ့ transistor လေးတွေ့ရမှာဒါပေမဲ့ကျွန်တော်ကအဓိကအမျိုးအစားနှစ်ခုဖြစ်တဲ့ bipolar နဲ့ VFX transistor နှစ်မျိုးကိုပဲပြောပါသူကအဓိကနှစ်မျိုးခွဲတာပေါ့နော်အဓိကတော့နှစ်မျိုးပဲရှိတယ်အဲ့ဒါကတော့ bipolar junction transistor နဲ့ VFX transistor VFX transistor ရဲ့အောက်မှာတော့ဒီ MOSFET လိုမျိုးတခြားသော power transistor တွေထပ်ကွဲသေးတယ်ပေါ့နော်အဲ့ဒါကတော့တီးတန့်ထပ်ပြောမယ်ဒီမှာတော့ရေဘူးရ transistor အကြောင်းပဲပြောမှာဖြစ်တဲ့အတွက်ကိုကျွန်တော်ကရေဘူးရသဘောတရားကိုပဲပြောမယ်ပေါ့နော်ဒီ bipolar junction transistor အကြောင်းကိုစပြောရမယ်ဆိုရင်သူက design လို့ခေါ်တဲ့ဒီ polymer cover လေးနဲ့အုပ်ထားပြီး6ထောက်3ချောင်းပါတယ်ဒီအမျိုးအစားလေးပေါ့နော်အခုပြထား BC547 ဆိုတဲ့အမျိုးအစားလေးကိုပြောတာပါအဲ့ဒါ BJT transistor လို့ခေါ်တယ်အရွယ်စားသေးပြီးတော့ power စားနည်းတဲ့ဒီ circuit balance တွေတိစောက်တဲ့အခါမှာသုံးနိုင်တယ် VFX transistor ကတော့ဒါကတော့ metal တစ်ဝက် design တစ်ဝက်တိစောက်ထားပြီးတော့အရွယ်စားကဒီ BJT ထက်ကြီးရပေါ့နော်ဒီဘက်ကဟာမျိုး metal ဆိုတာဒီမှာနောက်မှာတထုပြားကြီးတစ်ခုပါတယ်ဒီမှာတော့ design နဲ့လုပ်ထားတဲ့ case တစ်ခုပါတယ်ခြေထောက်ကတော့3ချောင်းပဲဒီကောင်ကတော့ power ပိုများပြီးတော့အပူထုတ်လုပ်မှုများတဲ့ circuit အမျိုးအစားတွေမှာသုံးတယ်သူ့ရဲ့နောက်ကဒီတထုပြားကိုကျွန်တော်တို့ heat sink လို့ခေါ်တယ်အပူစွန့်ထုတ်တဲ့ဒီအပူဖလှယ်ပေးတဲ့ heat sink ပြားပုံမှာကပ်ပြီးတော့ကျတော့အသုံးပြုရတယ်အဓိက transistor မှာအဓိကလှုပ်ဆောင်တဲ့အလုပ်နှစ်ခုပဲရှိတယ်အဲ့ဒါကတော့ ESC ခလုတ်လို့ဖွင့်တာပိတ်တာလှုပ်ဆောင်တဲ့ circuit မှာသုံးတယ်နောက်ပြီးတော့ amplify လို့ခေါ်တဲ့ ESC တို့ line တို့စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုချဲ့ထွင်တဲ့နေရာမှာဒီမြင့်တင်တဲ့နေရာ amplify လုပ်တဲ့နေရာမှာသုံးတယ်ဒီ transistor ရဲ့ဖွဲ့စည်းပုံကိုကြည့်အောင် transistor ရဲ့ဖွဲ့စည်းပုံအနေနဲ့ကြည့်ရမယ်ဆိုရင် transistor မှာ6ထောက်3ချောင်းပါတယ်ပေါ့နော်အဲ့ဒီ6ထောက်3ချောင်းက EPC မဟုတ်ဘူးเนาะ EBC ဖြစ်တယ် emitter base collector ဆိုပြီးဖြစ်တာပေါ့เนาะဒီမှာဆိုရင်ဒါ emitter base collector ဆိုပြီးဖြစ်တာကိုသုံးမဲ့ transistor ရဲ့ပင်နေပေါ့เนาะဒါဒီတက်သမတ်တဲ့ရှိမှာမဟုတ်ဒီဘက်မှာ base ဖြစ်ခြင်းဖြစ်မယ်ဒီဘက်မှာ emitter ဖြစ်ခြင်းဖြစ်မယ်တက်သမတ်တဲ့ထုတ်လုပ်တဲ့သူတွေကထုတ်လုပ်တာမဟုတ်ဘူးဒီ6ထောက်တွေကမျိုးစုံပြောင်းလဲနေမှာ model ပေါ်မူတည်ပြီးတော့လေဒီ6ထောက်တွေကမျိုးစုံပြောင်းလဲနေမှာအဲ့တော့ကြတော့ကိုသုံးမဲ့ transistor ရဲ့ပင်တွေကဘာလဲဆိုတာသိဖို့အတွက်ဆိုရင်ကျွန်တော်တို့ Google ကနေပြီးတော့ဒီ transistor နံပါတ်နဲ့ data ရှိသွားရှာတတ်ဖို့လိုတယ်အဲ့ဒီကနေကြည့်ရမယ်နောက်တစ်ခုကတော့ဒီ transistor တွေအမြင့်ဆုံးခံနိုင်တဲ့ဘိုးအားနဲ့ transistor တွေအမြင့်ဆုံးခံနိုင်တဲ့ current ကိုသိဖို့ဆိုတာလေကျွန်တော်တို့ data ရှိကိုသွားပြီးတော့ရှာပြီးကြည့်ဖို့လိုအပ်တယ်ဒါဆိုရင်ကျွန်တော်တို့ data ရှိဘယ်လိုရှာမလဲပေါ့နော် data ရှိသွားရှာကြည့်လိုက်အောင် data ရှိရှာမယ်ဆိုရင်ဒီ Firefox Google မှာပေါ့နော်ကျွန်တော်တို့လွယ်ကူပဲကျွန်တော်တက်ဆင်ချင်းလောက်ပြလိုက်မယ်မနော်ဒီ Google မှာကျွန်တော်တို့လွယ်ကူပဲဘာလို့ရှာလိုက်မလို့ဆိုတော့ transistor ရဲ့ model number ရဲ့ transistor နာမည်ပေါ့နော် transistor ရဲ့ model number ရဲ့data sheet ဆိုရဲစကားလုံးရဲ့နှလုံးလာလို့ရတယ်ကျွန်တော်ဥပမာအနေနဲ့ BC547 ကိုရှာပြမယ်ပေါ့နော် BC547 data sheet ဆိုပြီးတော့ရိုက်ရှာနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ alldata.sheet.com တို့ spreadfan တို့စသဖြင့်ပေါ့နော်အများကြီးထွက်လာမယ်ဒါပေမဲ့ကျွန်တော်ကဒီမှာတခုဝင်ကြည့်လိုက်မယ်နော်ဒီမှာ Mouser Electronic ကနေပြီးတော့ဝင်ကြည့်လိုက်မယ်ဟောဒီမှာဆိုရင် BC547 ရဲ့ data sheet ထွက်လာပြီဒီမှာပေါ့နော် BC547 ပါတယ်တော့ဘယ်မှာအဘာတွေနဲ့တူတုံးဆိုတော့ BC546 BC547 BC548 ကနေပြီးတော့550T တဲ့အတူတူပဲလို့ပြောချင်တာပေါ့နော်သူကဒီမှာဆိုရင်ပင်ခွဲပြထားတယ်ဒီဘက်ကတစ်ကတဲ့ collector ဖြစ်တယ်နှစ်ကတဲ့ base ဖြစ်တယ်သုံးကတဲ့ emitter ဖြစ်တယ်အဲ့ဒါဆိုရင်ဒီ transistor လေးကိုဒီလိုမျိုးအနေထားလေးနဲ့ကြည့်လိုက်ပင်နံပါတ်ကိုကြည့်လိုက်အဲ့ဒါဆိုရင်ပင်အောက်ဘာပင်နေလဲဆိုတာလဲခွဲခြားလို့ရသွားပြီနောက်တစ်ခုသတိထားမိလားမသိဘူးဒီမှာ NPN transistor NPN လို့ပြောထားတယ်ပေါ့နော်အဲ့ဒါကိုဘာလဲဆိုတာကိုကျွန်တော်နောက်မှာရှင်းပြမယ်ဒီ546ကနေ 550T က NPN အမျိုးအစားလို့တခါတည်းသိလို့ရတယ်ပေါ့နော်နောက်ထပ်အရေးကြီးတာကတော့ကျွန်တော်တို့ VCE ဆိုတာဖြစ်ပါတယ်ကျွန်တော်ဒီအောက်ကိုဆွဲကြည့်လိုက်ဒီမှာ VCE collector emitter voltage ပြောတယ်ဒီကောင်ကဘာလို့အရေးကြီးလဲဆိုရင်ဒီ transistor ခံနိုင်တဲ့အမြင့်ဆုံးဘိုးအားကိုဒီမှာဖော်ပြထားတာဖြစ်လို့
အရေးကြီးတာဖြစ်ပါတယ် BC546 ကိုသုံးမယ်ဆိုရင်တော့65 volt ခန့်နိုင်ရှိမယ် BC547 ကိုရှာတာဖြစ်တဲ့အတွက် BC547 ရဲ့အမြင့်ဆုံးခန့်နိုင် volt ကတော့45 volt ဖြစ်တယ်အဲ့ဒီ45 volt ထက်ကျော်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ transistor ပျက်စီးသွားမယ်ပေါ့နော်ဒီနံပါတ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ circuit မှာဘယ်လောက်ပို့သုံးမယ်ဘယ်လောက်ဆိုရင်ရနိုင်တယ်ဆိုတော့ဒီကနေပြီးတော့ကြည့်ပြီးဆုံးဖြတ်လို့ရတယ်နောက်တစ်ခုကတော့ IC ပေါ့နော်ဒီ music band ကိုပြောတာမဟုတ်ပါဘူး collector current အမြင့်ဆုံးခန့်နိုင်တဲ့ DC current ကိုကြည့်ရမယ်ဆိုရင်100 mA ထပ်ပို့မဲ့ circuit တွေမှာဆိုရင်တော့ဒီမျိုးစားတွေသုံးလို့မရဘူးတခြားမျိုးစားပြောင်းပြီးတော့သုံးရမယ်ဆိုပြီးတော့သိထားဖို့လိုပါတယ်နောက်တစ်ခုရှိသေးတာတော့ VBE ပါ base emitter on voltage တဲ့အဲ့ဒါဘာပြောချင်တာလဲဆိုတော့ transistor ကိုစောစောကကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတော့ကျတော့ SME cloud တွေပုံစံမျိုး cloud လိုနေရာမျိုးမှာသုံးနိုင်တယ် amplifying လုပ်တဲ့နေရာမှာသုံးနိုင်လို့ပြောထားပြီပေါ့နော် cloud လိုနေရာမျိုးမှာသုံးတဲ့အခါမျိုးမှာ transistor ရဲ့ base pin ကိုကျွန်တော်တို့ကလျှက်စစ်တစ်ခုပြီးမှ transistor ပွင့်ပြီးတော့ circuit balance အလုပ်လုပ်ပါအဲ့လိုမျိုးပွင့်နိုင်တဲ့ voltage ကိုတော့ VBE မှာပေါ်ပြတယ် base emitter on voltage ပေါ့နော်ဒီမှာဆိုရင်ကြည့်လိုက် minimum 980ကနေ980 millivolt ပေါ့နော်980 millivolt ဆိုတာဘာပြောချင်တာလဲဆိုတော့ 0.58 volt တဖို့တော့မပြည့်ဘူးเนาะ 0.58 ကနေပြီးတော့စပြီးတော့သူကအလုပ်လုပ်တယ်တဲ့ BC547 typically ဆိုရင်660လောက်မှာဆိုရင်ပုံမှန်အလုပ်လုပ်နေပြီလို့ပြောလို့ရတယ်ပေါ့နော်660ဆိုတာ volt 660မဟုတ်ဘူးเนาะ millivolt ဆို millivolt ဆိုတဲ့အတိုင်းပဲ 0.6 တဖို့မပြည့်သေးဘူးအမြင့်ဆုံးပေါ့နော် transistor ပွင့်တဲ့ volt ကတော့ 0.7 တဖို့မပြည့်ပါဘူး transistor fully on သွားတယ်လို့ပြောလို့ရရေးထားတယ်ပေါ့နော်ဒါလေးကိုဖတ်ခင်ရပြီဒါကဘယ်လိုမျိုးလဲဆိုတာနောက်ရှင်းပြတဲ့ဟာတွေမှာမိတ်ဆွေတို့မြင်သွားမှာအခုကတော့နားလည်နိုင်မှာမဟုတ်သေးဘူးရတယ်ကိစ္စမရှိဘူးထားခဲ့လိုက်ဆက်ပြီးတော့ရှင်းပြမယ်ဆက်ပြီးရှင်းပြတဲ့ဟာမှာမိတ်ဆွေတို့ပို့ပြီးတော့တိတိကျကျသိသွားဒါဆိုရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ transistor သုံးဖို့ဆိုရင်ပင်ခွဲကြဖို့လိုတယ်ပေါ့နော်ဒီ pin out emitter base collector ဆိုတာဘယ်ပင်နေလဲဆိုတာ emitter base collector ဘယ်ပင်နေလဲဆိုတာကိုပထမဆုံးခွဲခြားသိဖို့လိုတယ် BC548 သုံးတယ်ဆိုရင် BC548 ပေါ့နော်557သုံးတယ်ဆိုရင်557အဲ့လိုမျိုးရှားရမယ်ပေါ့နော်နောက်တစ်ခုကတော့ transistor type တွေပါ transistor type 2မျိုးရှိတယ် ambient transistor နဲ့ PNP transistor ကျွန်တော်တို့ရှေ့မှာ BC547 ရဲ့ data ရှိမှာ ambient transistor လို့ပြောခဲ့ပြီးသွားပြီပေါ့နော်အဲ့ဒါဘာကွာလဲဆိုတာမျိုးကျွန်တော်ဆက်ပြီးပြောပြမှာဖြစ်ပါတယ်ဒီမှာအောက်မှာတော့ပုံလေးတွေနဲ့ဖော်ပြထားတယ် ambient transistor ဘာထူးခြားချက်ရှိလဲဆိုတော့ emitter ရဲ့ပင်ဘက်မှာဒီမြားလေးအောက်ကိုစိုက်ထားတယ် PNP transistor မှာတော့ကျွန်တော်တို့ emitter ကအပေါ်ရောက်နေပြီးတော့ emitter ရဲ့ဘက်ကနေမြားလေးအဝင်ပြထားပြီးတော့ကျွန်တော် collector ကိုအောက်ကိုစိုက်ထားတယ်အဲ့ဒါလေးတွေကွာခြားမှုရှိတယ်အဲ့ဆိုရင်လက်တွေ့အသုံးပြုကြည့်အောင်ပေါ့နော် PNP နဲ့ ambient ဘာကွာလဲဆိုတာပါတခါတည်းဒီမှာပြောပြသွားလို့ရတယ်အရင်ဆုံး BC547 ambient transistor နဲ့အရင်ဆုံးစမ်းပြမှာဖြစ်တယ်ဒီမှာtransistor တစ်လုံးယူလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီမှာဒါက collector pin ဒါက base pin ဒါက emitter pin လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာရှိမယ်ကျွန်တော်တို့နောက်ပြီးကြတော့ battery 9 volt battery တစ်လုံးယူလိုက်မယ်နောက်ပြီး LED တစ်လုံးယူလိုက်မယ် resistor တစ်လုံးယူမယ် resistor နှလုံးယူမယ်ဒီမှာကကျွန်တော်တို့ switch ပုံစံမျိုးအလုပ်လုပ်တဲ့ကျွန်တော်ပြောသွားမယ် transistor ကို switch ပုံစံမျိုးအလုပ်လုပ်တဲ့ဟာမျိုးပေါ့နော်ဒါတော့ထုံးစံတိုင်းပဲကျွန်တော်တို့9 volt နဲ့သုံးမှာဖြစ်တဲ့အတွက် LED ကို resistor တက်တယ် resistor ရဲ့ value ကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်ကျွန်တော်1 kilo ohm ထားလိုက်မယ် ground ဘက်မှာ resistor ကို ground ဘက်မှာတက်ထားမယ်ဒီ negative ဘက်မှာပေါ့နော် LED ရဲ့ negative ဘက်မှာ LED ဒီလိုပုံစံလေးပြထားတာ anode ဖြစ်တယ်အပေါင်းဖြစ်ပါတယ်ဒီဘက်ကတော့ terminal 2ဆိုတာဒီ cathode ပေါ့နော်ဒီဘက်ကတော့ anode ambient transistor မှာလောက်ကိုဘယ်မှာတက်ရမလဲဆိုတော့ကျွန်တော် emitter pin ပေါ့နော် emitter pin ကအောက်ကလေးကိုမြားလေးစိုက်ပြထားတယ် emitter pin ကကျွန်တော်တို့ ground ဖြစ်တဲ့0 volt ground ကိုချိန်ရမယ် ground ကိုချိန်ရမယ်base pin မှာ resistor လေးတစ်လုံးတက်မယ်ဒီမှာ collector မှာတော့ collector နဲ့ LED ရဲ့ negative အနှုတ်ပင်လေးကိုချိန်ပေးလိုက်မယ် LED ညမှာ relay လည်းဖြစ်လို့ရမယ်တခြားသော electronic device တွေလည်းဖြစ်လို့ရမယ်ပေါ့နော်ဒါပေမဲ့ဒီအနှုတ်ပင်ကိုချိန်ရမှာဘာလို့လဲဆိုတော့ကျွန်တော်တို့က collector နဲ့ emitter ကိုချိန်ပေးမယ်အလုပ်ကိုလုပ်မှာပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ကတော့ပွင့်နေမှာမဟုတ်တာ off ဖြစ်မှာ close ပိတ်တဲ့အနေအထားမျိုးဖြစ်မှာလက်တွေ့ကြည့်အောင်ပေါ့နော်ဒါ close ပိတ်နေတဲ့အနေအထားမျိုးဖြစ်မှာဖြစ်လက်တွေ့ကြည့်အောင်
ခုစ run ကြည့် run လိုက်ပြီဆိုရင်ကျွန်တော်တို့ဘာမီမှမလင်းဘူးဒီဟာဒီမှာဂျားခံထားပေမဲ့ collector နဲ့ emitter ပေါ့နော်ဒီအနုပ်ပင်ကဖြတ်စည်းခြင်းနေတာမျိုးမရှိဘူးလို့သတ်မှတ်လို့ရတယ်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီမှာပိတ်နေတဲ့အနေအထားမျိုးဖြစ်မယ်အချိန်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ transistor တစ်လုံးပွင့်ဖို့ဆိုရင် 0.7 volt မှာပွင့်မယ် 0.5 volt ကနေစပွင့်မယ်ဒီ BC547 ဆိုရင် 0.7 volt ဆိုရင်အပြည့်အဝပွင့်မယ်လို့ပြောထားတယ်ပေါ့နော်အဲ့ဒါကဘာလို့ဆိုတော့ base pin ကို 0.7 volt ပေးလိုက်မှဒီ emitter နဲ့ collector နဲ့ကဆက်သွားပြီးတော့ကြတော့ ASC သွားမယ်ပေါ့နော်အဲ့လိုမျိုးနေမှာပဲဒီမီးကလင်းလိမ့်မယ်အဲ့လိုမျိုးမဟုတ်ရင်လင်းမှာမဟုတ်ဘူးအဲ့ဒါကြတော့ကျွန်တော်ဒီမှာ resistor တစ်လုံးဘာလို့ထည့်တာတော့ဆိုတော့ကျွန်တော်တို့ဒီဘက်က9 volt ပေးမှာ9 volt လောက်ကြီးမလို့ဒီမှာ 0.7 volt လောက်ပဲလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့က9 volt လောက်ကြီးမလို့ဒီမှာဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့ကဒီ 10k resistor ကို3ထားရှိရပေါ့နော်ဒါအမြဲတမ်းအဲ့လိုမျိုးတွေလို့မဟုတ်တွက်ပြီးသုံးရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အလွယ်ပဲဒီမှာ 10k resistor သုံးပြလိုက်မယ်ဒီမှာအပေါင်းပင်ကို positive ပင်ကိုသွားပြီးတော့အပေါင်းပေးလိုက်မယ်ဒီလိုရကြည့်မလားpositive ပင်ကိုချိန်လိုက်ပြီး run ကြည့်လိုက်မယ်အဲ့ဒါဆိုဒီမှာမီးလင်းလာတာကိုတွေ့မှာပါဘာလို့မီးလင်းသွားတော့ဆိုတော့ကျွန်တော်တို့ကဒီ base pin ကို 0.7 volt ပေးလိုက်တဲ့အချိန်ကျမှဒီကနေပြီးတော့လျှက်စီးကဖြတ်စီးဆင်းသွားပြီးတော့ဒီဟာဒီခလုတ်ပွင့်သွားတဲ့အနေအထားမျိုးဖြစ်ပြီးတော့ကျတော့လျှက်စီးသွားပါတယ်ဒါပေမဲ့တစ်ခုမှတ်ထားဖို့ကဘာလဲဆိုတော့ကျတော့သူ့ရဲ့သဘောတရားကတဲ့ဒီ transistor ရဲ့သဘောတရားကပေါ့နော် ambient transistor မှာဆိုရင်တဲ့ base pin ရတဲ့ emitter pin ထက်တဲ့ 0.7 volt ပို့ပေးမှဒီကောင်ဒီခလုတ်လိုမျိုးပွင့်သွားပြီးတော့လျှက်စီးချောင်းစီးမယ်လို့ပြောတာပါဘယ်နေရာမှာသုံးလဲဆိုတော့ကျတော့ကျွန်တော်တို့လျှက်စစ်တေးသေးလေးဒီမှာ base pin လေးမှာပေးပြီးစီးဆင်းရုံနဲ့လျှက်စီးအကြောင်းအကြီးတွေကို control လုပ်ခွင့်ပြုတယ်နောက်တစ်ခုထပ်ဆန်းကြည့်မှာကဘာလဲဆိုတော့ကျတော့ကျွန်တော်တို့ဒီမှာ G battery source ကနေပြီးတော့ပဲမဟုတ်ဘဲねကျွန်တော်တို့ပြင်ပ battery source ကကျွန်တော်ဒီ9 volt ကိုဖြတ်စီးဖို့အတွက်ကျွန်တော်တို့ကဒီ3 volt battery လေးနဲ့စမ်းကြည့်မယ်3 volt battery ကဒီ base pin ကိုအားပေးလိုက်တာねဒီ9 volt ကဒီဘက်မှာစီးဆင်းသွားမယ်ဆိုတဲ့သဘောတရားမျိုးပေါ့နော်ဒီမှာတော့ resistor လိုမယ် resistor 10k ပဲထားမယ်ရတယ် 10k ပဲထားပြီးတော့သုံးကြည့်မယ် base pin ကို3 volt battery ကနေဝင်လိုက်မယ် ground ကိုတော့တစ်ခုတည်းမှာပဲ ground ချရပါမယ် ground ကတော့ပေါင်းရမယ်ပေါ့နော်အဲဆို run ကြည့်မယ်မနိုင်ဖို့ရတာတွေ့ရပါလိမ့်မယ်ဒီ3 volt ဒီဓာတ်ခဲလေးကနေ base pin ကိုအားပေးလိုက်တဲ့အချိန်မှာပွင့်သွားပြီးတော့ဒီမှာလျှက်စီးသွားတယ်ဆိုတဲ့သဘောတရားပါနောက်တစ်ခုလုပ်ကြည့်မယ်on ထားပြီးသားမလို့ဒီမှာဒီ battery တွေက9 volt စီးဆင်းနေဒီဟာကို off လိုက်မယ်ဆိုရင် base pin မှာ volt လုံးဝမရှိတော့တဲ့အတွက်ဒီ9 volt လည်းမစီးဆင်းတော့ဘူးဒီမှာဒီကြားထဲမှာ connection ပြတ်သွားတယ်ခလုတ်ပိတ်တဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ပြောချင်တဲ့သဘောက base pin ကိုပိုအားတေးသေးလေးပေးလိုက်တာနဲ့ emitter နဲ့ collector မှာပိုအားကြီးစီးဆင်းနိုင်တယ်ဒီလိုနည်းနဲ့ဒီ transistor switch အနေနဲ့သုံးနေပေါ့နော်ဒီဟာအရင်အရေးကြီးပါတယ်နောက်ပိုင်းကျွန်တော်တို့ project တွေ circuit လေးတွေတီထွင်တဲ့အခါမှာဒီသဘောတရားတွေထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်